ဒီမှာအကြာကြီးနေတယ်ဘာတော့ဒီအကြောက်တရားဒီ6ပေါက်ကြုံတွေ့ရမယ်ခံစားရမယ်โอเคကျွန်တော်ဒီထိုင်ဝမ်နိုင်ငံမှာပေါ့နော်နင်းတတန်းကာလာနေလာတဲ့တခြားမှာကျွန်တော်ဖျားအသားရဆုံးနဲ့ဘယ်လိုပြောရမလဲကျွန်တော်အကြောက်ဆုံးအချိန်ပြအကြောက်ဆုံးအရာတစ်ခုရှိတယ်။အရာပါလေဆိုတော့ဒီနေ့ကျွန်တော်အနေငယ်ပြောပြချင်တဲ့ဘာနိုင်ငံမှာကရာသီမျိုးအချိန်မျိုးငလင်လောက်တာပါပဲ။ဒီထိုင်ဝမ်ကိုကျောင်းလာတက်ပြီးဆိုတော့ဒီထိုင်ဝမ်ခြေကိုနင်းလိုက်ပြီးဆိုတော့ねလူချင်းများဘယ်လိုပြောလဲဒီငလင်ဒါမှမဟုတ်ဒီဘေးအန်ဒီရောကြုံရစမယ်ပဲ။ဒီထိုင်ဝမ်ကတော့ဘယ်လိုပြောမလဲ security ရောအများမြင့်နေဗျာကျွန်တော်ငလင်လောက်တဲ့အချိန်ကျရင်ဘယ်လိုပြောကိုဖုန်းထဲမှာ no တီးပေါ့တော့ငလင်လောက်တဲ့လူပြတော့ပြေးပါဆိုမှပြောရရှိရဗျာဒါပေမဲ့ကျွန်တော်ဒီမျိုးတိုးတက်နေတဲ့နိုင်ငံမှာဘယ်လောက်ပဲအမျိုးလုံနေလဲကျွန်တော်ပြေးမြင့်နေတာအရင်ရှားတယ်ဗျာကျွန်တော်အိမ်ဆိုရင်ကျွန်တော်ချက်ပြောပြမယ်ဗျာကျွန်တော်3ထပ်မှနေတယ်ကျွန်တော်ဒီအိမ်ရဲ့ဒီမြေအောက်ထပ်ပေါ့နော်အဲ့မှာတော့ကျွန်တော်ဒီမြေအောက်ရထားပေါ့နော်အမတီစောင့်နေစေဆိုတော့ဘယ်လိုပြောမလဲဒီဘတ်ကားကျွန်တော်အိမ်ရှိကထွက်သွားရင်တော့မှအိမ်ကဘယ်လိုပြောမလဲတော်တော်လေးလှုပ်တယ်ဗျအဲကြောင့်ကျွန်တော်ငလင်လှုပ်တဲ့ချိန်ကျရင်ဒီထိုင်ဝမ်မှာငလင်လှုပ်တဲ့ချိန်ကျရင်ကျွန်တော်ကဘယ်လိုပြောမလဲသူများတို့လိုမျိုးခုံစပွဲခုံအောက်တို့ပုံရမယ်ဆိုပြန်တော့လဲကျွန်တော်စပွဲကတေးသေးလေးပဲဗျလူတယောက်စားတော့မဆမ်းဘူးပြီးတော့ဒီမိချောင်းကလည်းကျွန်တော်ကတင်တေးဗျအပေါ်မှာပဲမိချောင်းကအရှိကြီးပဲဗျအဲဆိုတော့အခန်းကကြီးနေဆိုဒီမိချောင်းကပြုတ်ကြမှာလဲကြောက်ရတယ်ဗျပြီးတော့ကျွန်တော်ဒီငလင်လုံးပြီးဆိုရင်တော့ကျွန်တော်အများသားပုံနေကြပါတော့ကျွန်တော်အကာအကွယ်ယူနေကြနေရာတစ်ခုတော့ရှိရဗျအဲနေရာတော့ကျွန်တော်ဒီနောက်ကဝတ်စင်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မှာစပွဲခုံဆိုလဲတည်တည်ချမရှိဘူးဗျကြောက်နေုံဖျားတနေုံကလည်းပြီးကိုက emergency မှာပြေးဆင်းရအောင်ဆိုရင်လဲဘယ်လိုပြောရမလဲကိုကကြောက်ပြီးဆိုရင်ဘာမှမလုပ်တတ်ဘူးဗျဖျားတနေုံပဲရှိတယ်ဗျအဲကြောင့်ကျွန်တော်အမြဲတမ်းကာကွယ်ရတာဒီမှာကျွန်တော်လူတကိုစားပဲရတယ်ဗျအဲ့မှာပဲကျွန်တော်အေးသေးပဲဝင်ပြီးမှပုံနေရတယ်ဗျဒီကတော့ဒီထိုင်ဝမ်ရောက်ပြီဆိုရင်ဘယ်လိုပြောရမလဲလူတိုင်းကြုံရမှာပေါ့နော်ပြီးတော့ကျွန်တော်ခမမ်းမိတော့ပေါ့နော်ဒီငလင်တို့သူတို့ရဲ့တဘာဝဘေးအန်တီတို့ဒီ9လပိုင်း10လပိုင်းပေါ့ဒီနှစ်ကုန်ပေါ့နော်အဲကြားတွေမှာပုံမှန်များတယ်ဗျကျွန်တော်ဒီ9လပိုင်း10လပိုင်း9လပိုင်းတွေဆိုရင်ဘယ်လိုပြောရမလဲသူတို့ဒီထိုင်ဖုန်းမုန်တိုင်းဆိုရှိဗျမိုးအရန်ကြီးပြီးမှလေပြင်းမုန်တိုင်းလိုက်တာအဲချိန်တိုင်းကရုံးတွေပေါ့နော်အလုပ်တွေအရန်ပိတ်တယ်အဲရှိတယ်အဲအဲ့ဒါပို့ဆိုတာဒီငလင်ပဲဗျဘေးချိန်ဘယ်လိုလာမယ်လဲဆိုတာမသိဘူးပြီးတော့ဒီဗီဒီယိုမရိုက်ခင်ရှေ့မှာလဲခုနလေးဒီမဲငလင်တစ်ချက်ပြန်လို့သွားတယ်ဗျအဲကြောင့်ဘယ်လိုပြောမလဲဒီထိုင်ဝမ်မှာကျွန်တော်နေလာတဲ့တန်နှစ်ကျော်ကာလမှာကျွန်တော်အကြောက်ဆုံးအရာကျွန်တော်ဖျားအသားဆုံးအရာကတော့ဒီအချက်ပဲဗျဒါမဲ့အခုချိန်ဒီတော့ဖျားရဲ့ဂျေစုတော်ကြောင့်ဘယ်လိုပြောရမလဲအကောင်းဆုံးအသက်ရှင်နေရတဲ့အကောင်းဆုံး safe ဖြစ်တယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအခုမှဒီထိုင်ဝမ်လာမဲ့တငယ်ချင်းတွေပေါ့နော်ပြီးတော့နောက်ထပ်ဒီထိုင်ဝမ်မှာနေတဲ့တငယ်ချင်းတွေရောအကုန်လုံးမလင်းဆိုရင်အကောင်းဆုံး safe ဖြစ်ကြပါစေအားလုံးပဲ God bless you bye bye peace